တကယ်တော့အသေးအစီဖုံးအောင်ဆိုလို့ရှိရင်အဓိက treatment ကတော့ lifestyle modification မှာပဲအဲ့မှာအစားအသောက်ပါတယ် exercise ပါတယ်ပေါ့နော်ဒီတစ်ခါမှလည်းဒါဒေါက်တာနဲ့ပေါ့နော်ဆရာမနဲ့မေးမြန်းချင်တာလေးကကြတော့အသေးကိုဆရာကြီးပြောသွားတဲ့အစီဖုံးနဲ့အဆင့်တွေအမျိုးမျိုးကိုရောက်သွားတာမျိုးမဖြစ်အောင်အချက်တွေလိုက်နာဖို့လုပ်မလဲရှင့်တကယ်တော့အသေးအစီဖုံးအောင်ဆိုလို့ရှိရင်အဓိက treatment ကတော့ lifestyle modification မှာပဲအဲ့မှာအစားအသောက်ပါတယ် exercise ပါတယ်ပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တော့ဒါကတော့ lifestyle modification အတွက်ပါအဲ့ဒါအပြင်ကိုတခြားအသေးအစီဖုံးအောင်လို့ကောက်ွယ်ရမယ်တဲ့ဆိုလို့ရှိရင်ခုနကတော့ညမမေးတယ်ပေါ့နော် alcohol ကလည်းဟုတ်ပါတယ် one of the cause တကယ်အသေးစီဖုံးတာရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အရင်မတောက်တယ်မူပြီးသွားတဲ့ခါကျလို့ရှိရင်နောက်တစ်ခုကတော့ဒီ cholesterol များတဲ့အစားအသောက်တွေနည်းမယ်အဲဒါကြောင့်မလို့ diet မှာဆိုလို့ရှိရင်တော့သူတို့ recommend လုပ်တာက Mediterranean diet ပေါ့အဲဒါဆိုလို့ရှိရင်သူကအဓိကတော့ more vegetables less fat ပြီးသွားတဲ့ခါကျရှင် protein ကိုဟုတ်ပါတယ်အစားဒီအသီးရွက်များများစားရမယ်ပေါ့နော်အဲ့လိုမျိုးတွေမှာသူကလုပ်ထားတယ်ပြီးသွားတဲ့ခါကျလို့ရှင်နောက်တစ်ခုခါကျတော့လေအစားအသောက်နဲ့ပတ်သက်ပြီးလို့ရှင်နောက်ပိုင်းမှာခုနကဆရာကြီးပြောသလိုပေါ့နော်ဟိုပို့ပြီးတော့ carbohydrate တွေများစေတဲ့အစာကိုစားတဲ့အတွက်ကြောင့်မလို့ပိုစားလေးလူကပို့ပြီးတော့မှဝလာလေးအသေးအစီဖုံးတာများလာလေးအဲ့လိုဖြစ်တာပေါ့နော်ခုနကတော့ဒါဆိုလို့ရှင်ဘယ်အချက်အလက်တွေကလူတစ်ယောက်ကိုဒီလိုမျိုး hedonic eating ဖြစ်ဖို့အတွက်ကိုprecipitate ဖြစ်တာလဲပေါ့နော်တွန်းအားပေးတာလဲဆိုတော့ stress ပြီးသွားတဲ့ခါကျလို့ရှင်ဟောပေါ့နော်သူ့ရဲ့ကိုယ့်ရဲ့ daily activity မှာရှိတဲ့unsatisfaction အလုပ်မှာအဆင်မပြေဘူးအဲဒါကြောင့်တစ်ခါလေကြားလို့ရှင်တော့မှကိုယ်တိုင်တော့မှအရန်ပင်ပန်းလာတဲ့အချိန်အရန်နေ stress တွေများလာတဲ့အချိန်မှာဆိုလို့ရှင်McDonald ice cream လေးတော့သွားစားလိုက်ရမှာမဲလဲ sugar ပေါ့နော်အချို့ sugar ပါတဲ့ဟာမျိုးတွေ milk ပါတဲ့ဟာမျိုးတွေကကြတော့လည်းမကောင်းမြင်ဘူးအဲ့ဒါဆိုရှင် black coffee တောင်းမယ် no sugar အဲ့ဒါကတော့ဒီသက်ကောင်းစေတယ်ဆေးထဲမှာဆိုလို့ရှင်တော့ lecithin ပေါ့နော်ဒီကတော့အများသုံးတဲ့ဒီ cholesterol ကျစေတဲ့ဆေးအဲ့ဒါတွေကဒီအသေးအစီပုံတွေလည်းကောင်းပါတယ်ဟုတ်နောက်တစ်ခုကတော့ခုနကတော့ညီမပြောတဲ့ diabetes စီးချိုတို့တွေးတိုးတို့အဲ့ဒါတွေကိုလည်းကာကွယ်ထားမယ်ဆိုလို့ရှင်เนาะတပိုင်းတစားအပြင်တော့လက်သေးစီဖုံးအတွက်နဲ့အသေးစီဖုံးနဲ့ပတ်သက်တဲ့တခြားယောဂတွေကိုပါကာကွယ်ထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဆရာမအဲ့တော့အခုကလောင်းတို့အသေးစီဖုံးတာကိုဥတီပြီးတော့ဆွေးနွေးတဲ့အခါကျတော့လက်တလုံးအထိကတော့လောင်းတို့တကူစားတဲ့အစားအသောက်တွေကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အသွင်းနဲ့ပြန်ထုတ်တာရဲ့မညီမျှမှုတွေကြောင့်ပို့ပြီးတော့ဒါဆူဆောင်းလာတဲ့အနေအထားတွေကနေအသေးစီဖုံးတာဖြစ်တာပေါ့နော်ဆရာမနောက်တစ်ခုကကျတော့ဟိုအသေးစီဖုံးတာအပြင်ပေါ့အသေးကိုထိခိုက်စေတဲ့တခြားသောဘလို့စိန်ခေါ်မှုတွေလည်းထပ်ပြီးတော့ရှိနေသေးတယ်ဆိုတာလည်းဆွေးနွေးပေးပါအောင်ရှင်ဖြစ်တဲ့အဓိကအကြောင်းရင်းတွေမှာတစ်ခုပေါ့နော်အဲ့လိုပဲတခြားဟာတွေကတော့ခုနအများသိတဲ့အတိုင်းပဲ B-PO C-PO ပေါ့နော် B-PO C-PO နောက်တစ်ခုကအရက်အဲ့ဒါတွေအကုန်လုံးကလည်းဒီအသေးကိုထိစိုက်စေတဲ့အဓိကအကြောင်းရင်းတွေမှာအဓိကပါပါတယ်အဲ့ဒါကြောင့်မလို့ခုနကတော့ B-PO C-PO အတွက်ဆိုလို့ရှိရင်ခုနကတော့ဘဘဦးအောင်တန်းတော့ပြောသွားတယ်လို့မျိုးပဲဒီ B-PO C-PO တွေကိုစစ်ဆေးပါတွေ့တယ်ဆိုလို့ရှိရင်ကုပါပေါ့နော်အကယ်၍များ B-PO ဆိုလို့ရှိရင်လည်းကာကွယ်ဆေးရှိပါတယ်စစ်ဆေးကြည့်ပါစစ်ဆေးလိုက်လို့မရှိဘူးဆိုလို့ရှိရင်ကာကွယ်ဆေး3ချိန်ထိုးထားခြင်းအပြင်ဘဝတသက်စာကိုကာကွယ်စေပါတယ်အဲ့ဒါအပြင် C-PO ဆိုလို့ရှိရင်လည်းအရန်အောင်ကောင်းတဲ့ဆေးဝါးတွေကရှိနေပြီ3လအလွန်ဆုံးမှ6လဆေးတောက်လို့ရှိရင်တကယ်ကို95%အထက်ကာကွယ်ကုသအောင်ပျောက်ကင်းအောင်ကုသနိုင်တယ်ပေါ့နော်အဲ့ဒါတွေကဒါပေမဲ့မစစ်ဆေးဘဲနဲ့မသိပါဘူးမစစ်ဆေးပါနဲ့ဒီယောဂတွေအသေးယောဂရဲ့အဓိကပြဿနာကတော့တော်တော်များများခုနဆရာကြီးပြောတဲ့လိုမျိုးပဲတေးသေးချာချာဘာလက္ခဏာပြမှဘာယောဂဖြစ်မယ်ဆိုတာမျိုးမရှိဘဲနဲ့တော်တော်များများ asymptomatic လို့ခေါ်တာပေါ့နော် symptom မပြဘဲနဲ့ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့မစစ်ဆေးဘဲနဲ့ဒါတွေဘာမှမသိပါဘူးနောက်တစ်ခုကတော့ alcohol ကတော့လည်းကိုပဲအတိစိတ်နဲ့ရှောင်ရမှာပေါ့နော်ဒါကတော့ဒီရဲ့နောက်ဆက်တွဲကနောက်ပိုင်းအသေး6တာအသေးကင်ဆာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့အရက်ကိုတော့မတောက်ဖို့အတွက်ပဲတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့